အားလုံးပဲမင်္ဂလာပါ Star Information Technology ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အရင်ဗီဒီယိုမှာကျတော့ကျွန်တော်တို့ network ဆိုတာဘာလဲเนาะ network ဆိုတာဘယ်လိုစဖြစ်ခဲ့လဲဆိုတဲ့အပိုင်းကိုကျွန်တော်တင်ပြပေးခဲ့တယ်ပေါ့နော်အခုဗီဒီယိုမှာတော့ဒီ OSI 7 layer ဘယ်လိုစဖြစ်ခဲ့လဲပေါ့နော်သူရဲ့ဒီတမိုင်းကြောင်းကိုကျွန်တော်တို့စပြီးတော့ပြောမယ်ပေါ့နော်အဲ့တော့ဆိုပါစို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကOSI 7 layer မပေါ်ခင်မှာတော့ဘယ်လို network အသုံးပြုခဲ့ကြလဲအဲ့တော့ OSI 7 layer မပေါ်ခင်တော့ network သုံးခဲ့ကြလားဆိုတော့ရှိပါတယ်ပေါ့နော်အဲ့တော့အဲ့တုန်းကသူတို့ဘယ်လိုသုံးခဲ့လဲဆိုရင် company A ဆိုပါစို့ A company ရှိမယ် B company ရှိမယ် C company ရှိမယ်ပေါ့နော်အဲ့တော့ A company ကထုတ်လိုက်တဲ့ network နဲ့သူ့ရဲ့ device တွေပေါ့နော်အဲ့တော့ B company ကထုတ်တဲ့သူ့ရဲ့ network နဲ့ device တွေ C company ကထုတ်တဲ့သူ့ရဲ့ network နဲ့ device တွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုရင် A company ကနေမှတစ်စင်းကျွန်တော်တို့ network ကိုယူလိုက်တယ်ဆိုရင်သူ့ရဲ့ network နဲ့သူ့ရဲ့ device ပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုဝယ်ပြီးတော့သုံးရတယ်ပေါ့နော်အဲ့တော့တခြားတစ်ယောက်က B network ကိုဝယ်တယ်သူ့ရဲ့ network နဲ့သူ့ရဲ့ device တွေကိုသုံးတယ် C company ရှိကနေမှတစ်စင်းတခြားတစ်ယောက်ကသူ့ရဲ့ network ရဲ့သူ့ရဲ့ device တွေကိုဝယ်ပြီးတော့သူကစသုံးတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ local မှာသူ့မှာကျွန်တော်တို့ချိတ်ထားတဲ့ဒီ network device နဲ့သူ့ရဲ့ system နဲ့ချိတ်ထားတဲ့သူတွေအကုန်လုံးကသူတို့သက်ဆိုင်ရာ network တွေသူတို့ချိတ်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါကကြတော့ကျွန်တော်တို့ကကောင်းလားဆိုတော့ကောင်းပါတယ် security အရပြောမယ်ဆိုရင်တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ network device တွေကဘာဖြစ်လဲဆိုရင်သူ့ရဲ့သက်ဆိုင်ရာ network device သုံးမှုအတွက်ဆိုရင် service charges ကိုသူ့ရဲ့ device တွေကိုဝယ်ရတာဈေးအများများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်ခုကဘာထက်ရှိလဲဆိုရင်ကိုယ့်ရဲ့ private မှာပဲဖြစ်တဲ့အတွက်တခြားသောသူနဲ့တွားပြီးတော့ချိတ်ပြီးတော့အသုံးပြုလို့မရဘူးပေါ့နော်အဲ့တော့ဆိုပါစို့ A company ကနေဝယ်ထားတဲ့ဒီ network နဲ့ device တွေက B company ကဝယ်ထားတဲ့ network device နဲ့တွားပြီးတော့အဆက်အသွယ်လုပ်လို့မရဘူးပေါ့နော်အဲ့တော့အဲ့မှာစပြီးတော့ပြဿနာတွေစရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး A ရဲ့ B ရဲ့ C ရဲ့လိုမျိုး company တွေကအများကြီးရှိတယ်ပေါ့နော်သူတို့ရထုတ်တဲ့ network device တွေသူတို့ရဲ့ system နဲ့သုံးလို့ရတဲ့ဟာတွေကတော့အများကြီးရှိတယ်ဒါပေမဲ့သူတို့ကအချင်းချင်း communicate လုပ်ဖို့အဆင်မပြေခဲ့ဘူးပေါ့နော်အကယ်လို့သူတို့ညှိကြည့်တယ်ပေါ့နော်သူတို့အဲ့လိုမျိုးချိတ်ဆက်ပြီးတော့အသုံးပြုလို့ရမလားဆိုတော့လေသူ့ရဲ့ system နဲ့သူ့ရဲ့ device တွေကဘလို့မှ supporting မပေးတဲ့အခြေအနေတွေကြုံတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဘာလို့ရလဲဆိုရင်နောက်ပိုင်းမှာ OSI 7 layer ဆိုတာပေါ်လာတယ်ပေါ့နော်အဲ့တော့ OSI 7 layer ကိုကျွန်တော်တို့ကဘယ်သူကစပြီးတော့ထုတ်လုပ်ခဲ့လဲဆိုရင် ISO ကစပြီးတော့ထုတ်ခဲ့တယ်ပေါ့နော်အဲ့တော့ ISO ဆိုတာကတော့ဘာလဲဆို International Organization for Standardization တဲ့နော်ဒီ standard တစ်ခုသတ်မှတ်တဲ့ company ပေါ့နော်သူကနေမှတစ်ဆင့်ဘာကိုစပြီးတော့ထုတ်လုပ်ခဲ့လဲဆိုရင် OSI 7 layer ကိုစပြီးတော့ model တစ်ခုအနေနဲ့သူကစပြီးတော့ထုတ်ခဲ့တယ်ပေါ့နော်အဲ့တော့အခုနလိုမျိုး A company B company C company ပေါ့နော်အဲ့တော့သူတို့အကုန်လုံးကဘာဖြစ်လဲဆိုရင်သူတို့ network device တွေသူတို့ထုတ်လုပ်ကြတဲ့ company အကုန်လုံးကဘာဖြစ်သွားလဲဆိုရင် ISO ကထုတ်တဲ့ဒီ OSI 7 layer ပေါ်မူတည်ပြီးတော့သူတို့ device တွေထုတ်ရမယ်အဲ့တော့ဘာကောင်းသွားလဲဆိုရင်သူတို့ဒီအချင်းချင်း network ချိန်လို့ရသွားပြီအဲ့တော့ A company ကလည်း ISO ကထုတ်ထားတဲ့ဒီ OSI 7 layer ပေါ်မူတည်ပြီးသူ့ရဲ့ network device တွေသူတို့ကထုတ်တယ်သူတို့ရဲ့ system ကိုသူကလုပ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုရင် A company B company C company အကုန်လုံးကဒန်းတူဖြစ်သွားတယ်အဲ့တော့ဒန်းတူဖြစ်သွားတော့ standard တစ်ခုဖြစ်သွားတယ်ပေါ့နော်အဲ့ဒီသူတို့ရဲ့ network ကို design လုပ်တယ်ဒီ device တွေကိုလည်းသူတို့ကထုတ်တာဖြစ်တဲ့အတွက်နောက်ပိုင်းမှာ ISO က standard တစ်ခုအနေနဲ့ဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာဘာကောင်းသွားလဲဆိုရင်တစ်ခုနဲ့တစ်ခု network တစ်ခုနဲ့တစ်ခုချိတ်ဆက်လို့ရသွားတယ်ဘာလို့လဲဆိုအကုန်လုံးတူသွားပြီအကုန်လုံးအဆင်ပြေသွားပြီပေါ့နော်အဲ့တော့ ISO ကထုတ်တဲ့ဒီ OSI 7 layer က model တစ်ခုအနေနဲ့ကျွန်တော်တို့လေ့လာသင်တယ်ပေါ့နော်အဲ့တော့ဒီ OSI 7 layer မှာเนาะဘာတွေပါလဲဆိုရင်သက်ဆိုင်ရာ layer တစ်ခုချင်းစီမှာသူ့ရဲ့ protocol တွေပါတယ်ပေါ့နော်အဲ့တော့ protocol ဆိုတာဘာလဲလို့ပြောရရင်အလွယ်ဆုံးပြရင် set of rules and standard ပေါ့နော်အဲ့တော့ rules တွေ standard တွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲ protocol လို့ခေါ်တယ်ဟုတ်ပြီနော်ဒါဆိုရင်သူတို့ကိုကျွန်တော်တို့က
စပြီးတော့မှတ်သားရမယ်ဆိုရင် OSI မှာ7 layer ရှိပါတယ်အဲ့တော့ layer 7ကဘာလဲဆိုရင် application layer layer 6က presentation layer layer 5က section layer layer 4က transport layer 3က network layer 2က data link layer 1က physical ဟုတ်ပြီနော်ဒါက OSI model ရဲ့ layer 9ခုပေါ့နော်အဲ့တော့တစ်ခုချင်းစီမှာသူ့ရဲ့ layer နဲ့သူ့ရဲ့ဒီ protocols တွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဟာကိုအလွယ်ဆုံးမှတ်မယ်ဆိုရင်ဘယ်လိုပြောလို့ရလဲဆိုရင် people do not throw sausage pizza away ပေါ့နော် तू ကကျတော့ဘာနဲ့ तू ကကြည့်လိုက်တာလဲဆိုတော့ तू အောက်ကနေသွားလိုက်တာပေါ့နော်အဲ့တော့ people ဆိုရင် physical အဲ့ထက်မှာပါတဲ့ P က physical do ကကြတော့ data link ဟုတ်ပြီနော်ဒီနဲ့စားရပါတော့ N ကကြတော့ network S ကကြတော့ကျွန်တော်တို့ကဘာလဲဆိုရင်sorry T ကကြတော့ဘာလဲဆိုရင် transport S ကကြတော့ session နော် P ကကြတော့ presentation A ကကြတော့ application အဲ့တော့ဒါတွေကကြတော့ဘာလဲဆိုရင် layer 9ခုကိုကျွန်တော်တို့အလွယ်ဆုံးမှတ်လို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်မျိုးအားဖြင့်ဘယ်လိုထပ်မှတ်လို့ရလဲဆိုရင် all people seem to need data processing နော်အဲ့တော့all people need to sim data processing ရတော့ဘယ်လိုကြည့်လိုက်တယ်လဲဆိုရင် layer 7နဲ့ layer 1ကိုတွားလိုက်တာပေါ့နော်အဲ့တော့ A ဆိုရင် application B ဆိုရင် presentation S ဆိုရင် session D ဆိုရင် transport N ဆိုရင် network D ဆိုရင် data link B ဆိုရင် physical okay နော်ဒါဆိုရင်တော့ဒီ OSI 7 layer ဘယ်လိုပေါ်ပေါက်ခဲ့လဲပြီးတော့ဒီ OSI 7 layer ကဘာတွေလဲပြီးတော့သူ့ကိုကျွန်တော်တို့အလွယ်ဘယ်လိုမှတ်လို့ရတယ်လဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပြောခဲ့ပြီပေါ့နော်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာကျတော့ဒီ OSI 7 layer မှာပါတဲ့ layer တစ်ခုချင်းစီဘာအလုပ်လုပ်လဲဆိုတဲ့ဟာကိုထပ်ပြီးတော့ဒီ detail ထပ်ပြီးတော့ရှင်းပြပေးသွားမယ်ပေါ့နော်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်တွေ့ဆုံကြမယ်ပေါ့နော်အဲ့တော့နားထောင်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေကျွန်တော်ဆက်ပြီးတော့တင်ပေးဖို့ရှိပါတယ်ပေါ့နော်အဲ့တော့ channel ကို like and subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ